ကျွန်တော်ရဲ့နှစ်ကုန်စုကြီးဘာ news ဒေါ်လာ6 800ရတာကိုတိလိုက်ရတဲ့အချိန်မှာကျွန်တော်ဟာကုမ္ပဏီရဲ့အရေးကြီးဆုံးမိဖက်လုပ်ငန်းရှင်တရား20နဲ့အတူတူညစာစားပွဲမှာရောက်နေခဲ့တာပါသူတို့ရဲ့ဝန်ဆောင်မှုအားလုံးကိုတာဝန်ယူပေးနေတဲ့ကျွန်တော်ကဒီလောက်နည်းငယ်လေးပဲစုကြည့်ရတယ်ဆိုတာကိုသူတို့တည်သွားတဲ့အခါဝိုင်းထဲမှာအခြေအနေကအတော်လေးအေးဆက်သွားပါတယ်တစ်ဖက်မှာလည်းကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကဒေါ်လာ150တူညစီစုကြည့်ရလို့ဆိုပြီး group chat ထဲမှာသူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုကြွားလုံးထုတ်ရင်းစာတွေအဆက်မပြတ်ပို့နေကြပါတယ်ကျွန်တော်ညစာကိုအေးအေးဆေးဆေးပဲကုံအောင်စားခဲ့တယ်9ရက်ကြာမှာတော့ကျွန်တော်ရဲ့စာချုပ်တက်တန်းကုန်လို့အေးအေးဆေးဆေးပဲအလုပ်ထွက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တထေးရဲ့အော်ဟစ်တန်တွေကဖုန်းထဲကနေတောင်ထွက်လာမတတ်ပါပဲဘာလို့လဲလားကျွန်တော်စာချုပ်မကုန်ခင်9ရက်အလိုမှာပဲအဲ့ဒီလုပ်ငန်းရှင်တွေအားလုံးကသူတို့ရဲ့ယင်းနှိမ့်ညံ့မှုတွေကိုပြန်ရုပ်သိမ်းသွားကြလို့ပါဒီညစာစားပွဲကို Grand Central Plaza Hotel မှာကျင်းပခဲ့တာဖြစ်ပြီးဒီပွဲကိုတက်ရောက်လာသူတွေဟာ Lenovo Network ကုမ္ပဏီရဲ့ဝင်ငွေ90%ကိုထိန်းချုပ်ထားတဲ့မိဖက်ကုမ္ပဏီတွေက20ရဲ့အကြီးအကဲတွေဖြစ်ကြပါတယ်ဒီလုပ်ငန်းရှင်120စလုံးနဲ့ဆက်ဆံရေးကိုထိန်းညှိပေးနေရတာကကျွန်တော်ဟာ Wi-Fi ကွက်ကိုကင်ပြီးစပွဲတစ်ခုနဲ့တစ်ခုကြားလက်ပတ်ကယင်းနှီးပြီးသားအမှုဆောင်ရရှိတွေနဲ့အေးအေးဆေးဆေးစကားပြောနေခဲ့တယ်သူတို့တွေကတော်တော်များများဟာကျွန်တော်အလုပ်ဆက်ဝင်တဲ့ပထမနှစ်ကတည်းကလက်တွဲလာခဲ့ကြသူတွေမို့ကျွန်တော်တို့ကြားကတန်ရောစင်ကရိုးရိုးစီးပွားဖက်ထက်ကိုကြော်လွန်နေပါပြီနာမည်ကြီးအုပ်စုတစ်ခုရဲ့ဝယ်ယူရေးဒါရိုက်တာဖြစ်သူ Mr. Chao Machun ကကျွန်တော်ပခုံးကိုပုတ်ပြီးအလေးနဲ့ပြောပါတယ်ဝီတိုရေမင်းကပဲနောက်နှစ် project အသစ်ကိုကင်တွယ်ပေးရမယ်နော်ငါတခြားဘသူကိုမှမယုံဘူးမင်းရဲ့လုပ်ငန်းကငါအတွက်ပထမဦးစားပေးပဲအဲ့ဒီအချိန်မှာပဲကျွန်တော်အိတ်ကထဲကဖုန်းကတုံးခါလာပါတယ်ကျွန်တော်အကြောင်းပြချက်တစ်ခုပေးပြီးအိမ်သာဘက်ကိုခဏထွက်လာခဲ့တဲ့လူသူရှင်းတဲ့စင်ကြံလမ်းထောင်မှာ company group chat ကိုဖွင့်ကြည့်လိုက်တော့ကွန်ပျူတာအနည်းအောင်စာ 8 package တွေနဲ့ပြည့်နေနေတာကိုတွေ့ရပါတယ်ကျေးဇူးပါ Mr. Marcus ကျမရဲ့150တူညစုကြေးရောက်ပါပြီနောက်နှစ်မှာအမြင့်ဆုံးအဆင့်ကိုတက်လန်းကြရအောင်ဒါကကျွန်တော်ရဲ့လုပ်ဖို့ကိုင်ဖက်စာတော့ပြောတာပါသူမရဲ့အလုပ်ကကျွန်တော်လုပ်ထားတဲ့အစီရင်ခံစာတွေကိုစုစည်းပြီးသူမနာမြင်တက်ပြီးတင်ရုံပါပဲကျွန်တော်လည်း150တူညရတဲ့ Lenovo Network ကဒီနေ့တကယ်အံ့ဩဖို့ကောင်းတာပဲဘာမှမလုပ်ဘဲနဲ့တောင်စုလက်တွေရနေတာအဲ့ဒီ150တူညစုကြည့် screenshot တွေကကျွန်တော်မျက်နှာကိုအတန်တိတ်ရိုက်ပုတ်လိုက်တယ်လို့ပါပဲကျွန်တော်ဘာခံစားချက်မှမရှိပဲဖုန်းကို scroll ဆွဲကြည့်ပြီး mobile banking app ကိုဖွင့်လိုက်ပါတယ်ငွေလွှဲမှတ်တမ်းအသစ်တစ်ခုစောင့်နေပါတယ်ပမာဏ6800တူညကျေးဇူးတင်စကားတစ်ခွန်းတောင်မပါပါဘူးပြင်မသမျှအတွက်ပေးတဲ့မို့ဖို့အနေငယ်လိုပဲအေးဆက်ဆက်ကိန်းကနန်းတစ်ခုတက်ပါအဲ့ဒီနံပါတ်ကိုကျွန်တော်10စက္ကန့်လောက်စိုက်ကြည့်နေခဲ့မိတယ်ဒေါသလည်းမထွက်တယ်လို့စိတ်လည်းမပြတ်တော့ပါဘူးကျွန်တော်နှလုံးသားထဲကနောက်ဆုံးမျောလင်းချက်မီးစလေးငိမ့်သွားခဲ့ပါပြီအေးဆက်နေတဲ့ပြားမုံတွေပဲကြံတော့တယ်ဒီမှာစပွဲဝိုင်းကတော့စီကားနေတော့မှာပဲကျွန်တော်ဘာမှမဖြစ်တယ်လို့မျိုး professional အပြုံးတစ်ခုကိုပြန်တက်ဆင်လိုက်ပါတယ်ကျွန်တော်ဘေးမှာထိုင်နေတဲ့အာသာဝါတော့ကတယောက်နဲ့ခွက်ချင်းတိုက်နေရင်သူ့တောင်စစ်ကကျွန်တော်ဖုန်းကိုမတော်တဆထိမိသွားပါတယ်ကျွန်တော်ဖုန်းကိုတိမ့်ဖို့အတွက် screen ကိုအလိုလျောက်နှိပ်လိုက်မိတဲ့အချိန်မှာ6800ဆိုတဲ့ကိန်းကနန်းကသူ့မျက်လုံးနဲ့ဖြတ်ခနဲဝင်သွားပါတယ်အာသာရဲ့မျက်ခုံးတွေအနှဲငယ်တွေ့ကျိုးသွားတယ်သူကဖန်ခွက်ကိုချလိုက်ပြီးတာမန်ကရှန်ကပဲမေးပါတယ်ဝီတိုမင်းတို့ကုမ္ပဏီဒီနှစ်တော်တော်အခြေအနေကောင်းတာပဲနှစ်ကုန်စုကြီးလည်းအများကြီးရမှာပေါ့ဟုတ်တယ်မလား group chat ထဲကမင်းရဲ့လုပ်ဖို့ကိုင်ဘက်တွေလည်းတော်တော်ပြောနေကြပုံပဲကျွန်တော်သူ့မျက်လုံးကိုအေးဆေးဆေးစိုက်ကြည့်ပြီးစကားတစ်ခုပဲပြောလိုက်ပါတယ်မဟုတ်ဘူး6800ပဲစူညံနေတဲ့ဝိုင်းတစ်ခုလုံးရုတ်တရက်ငြိမ်ကျသွားပါတော့တယ်6800ရဲ့စူညံနေတဲ့ပင်မစပွဲဝိုင်းကြီးကရုတ်တရက်ဆိုသလိုတိတ်ဆိတ်သွားပါတယ်တစ်စက္ကန့်အတွင်းမှာပဲအတန်ပလန်အားလုံးပြက်ကွယ်သွားတယ်အနီးနားကအကြီးအကဲတွေအားလုံးအဲ့ဒီကိန်းကနန်းကိုကြားလိုက်ကြတာပါသူတို့ရဲ့မျက်နှာအမူအရာတွေကကြည့်ရတာတကယ်ကိုထူးခြားပါတယ်အစပိုင်းမှာအံ့အားသင့်သွားကြပြီးနောက်တော့လုံးဝမယုံကြည်နိုင်တဲ့ပုံစံအဲ့ဒီနောက်မှာတော့ဒေါသကြီးနဲ့အခြေအနေမှန်ကိုနားလည်သွားတဲ့ပုံစံတွေဖြစ်ကုန်ကြတယ်သူတို့အားလုံးဟာပါနက်တဲ့စီးပွားရေးသမားတွေပဲလေသူတို့အတွက်24နာရီပတ်လုံးဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီရဲ့အသက်သွေးကြောဖြစ်တဲ့လူက6800ဆိုတဲ့မပြောပလောက်တဲ့ပမာဏကိုပဲရပြီးသူတို့တခါမှမမြင်ဘူးတဲ့ရုံးခန်းတွေကဝန်ထမ်းတွေကတော့150တူညတောင်ရနေကြတယ်ဆိုတဲ့အတိတ်ပဲကရှင်းနေတာပဲလေတုကအတော်လေးအနေရခက်ပြီးတင်းမာသွားပေမဲ့ကျွန်တော်ကတော့ဘာမှမဖြစ်တယ်လို့ပဲနေခဲ့ပါတယ်ကျွန်တော်ဖန်ခွက်ကိုမြောက်ပြီးတိတ်ဆိတ်နေတဲ့စပွဲဝိုင်းရှိမှာမတ်တက်ရက်လိုက်တယ်ပြီးတော့သူတို့ကိုရင်ရင်ကြေးကြေးပြုံးပြလိုက်ပါတယ်ပြီးခဲ့တဲ့တစ်နှစ်ပတ်လုံးအားပေးကူညီခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဝိုင်းတစ်ခွက်နဲ့ခင်ဗျားတို့ကိုဂုဏ်ပြုပေးရစေကျွန်တော်ကတော့အကုန်တောက်လိုက်မယ်ခင်ဗျားတို့ကတော့အဆင်ပြေတယ်လို့တောက်ကြပါဗျာကျွန်တော်တစ်ခွက်လုံးကိုတစ်ကြိုက်တည်းမောချလိုက်တယ်ပူဆက်ဆက်အကြီးတွေကကျွန်တော်လက်ချောင်းကိုလောင်ရိုက်သွားတာဟာနှစ်ပေါင်းများစွာဖိနှိပ်ထားခဲ့တဲ့ပင်မနှွမ်းနယ်မှုတွေကိုပါလောင်ကျွမ်းပစ်လိုက်တယ်လို့ပါပဲကျွန်တော်ပဲဥဆောင်ပြီးနောက်နေ့ရဲ့ဈေးကွက်အစီအစဉ်အကြောင်းကိုစကားလမ်းကြောင်းလွှဲလိုက်ပါတယ်ကျွန်တော်ရဲ့ professional ဆံမှုကြောင့်ညစာစားပွဲကပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့တယ်ဒါပေမဲ့ဖောက်တယ်တွေကတော့တယောက်နဲ့တယောက်အကြည့်ချင်းဖလှယ်နေကြပြီးသူတို့မျက်လုံးထဲမှာကျွန်တော်ပေါ်တနာကယူနာတက်နေတဲ့အရေးအယောင်တွေပြပါပဲညစာစားပွဲကတော့ကြပြကြရပဲပြီးဆုံးသွားပါတယ်ဧည့်သည်တွေစပြီးပြန်ကြပြီးအာသာကနောက်ဆုံးမှထွက်သွားတာပါသူကျွန်တော်ဘေးကဖြစ်သွားတဲ့အခါအရာအလုံးကိုသိမြင်နားလည်နေတဲ့မျက်လုံးတွေနဲ့ခဏရက်လိုက်တယ်သူကျွန်တော်ကိုအတိတ်ပဲပါစိုက်ကြည့်ပြီးကျွန်တော်တယောက်တည်းကြားနိုင်မဲ့အတန်တိုးတိုးနဲ့ပြောခဲ့ပါတယ်ဝီတိုမင်းမတရားဆက်ဆံခံနေရတာပဲဒီနေရာကမင်းနဲ့မထိုက်တန်ပါဘူးမင်းမတခုခုအစီအစဉ်ရှိရင်ငါ့ကိုဆက်သွယ်လိုက်ပါကျွန်တော်တကယ်ကိုစိတ်လှုပ်ရှားသွားမိတယ်ကျေးဇူးပါအာသာနောက်ဆုံးဧည့်သည်ထွက်သွားပြီးတဲ့နောက်ကျွန်တော်တယောက်တည်းအိမ်ပြန်လန်းကိုရှောက်လာခဲ့တယ်ထုံးစံအတိုင်း laptop ဖွင့်ပြီးအလုပ် email တွေစစ်တာမျိုးမလုပ်တော့ဘူးအဲ့ဒီအစားကျွန်တော်ကိုယ့်ဘာသာကိုလက်ဖက်ရည်တစ်ခွက်ဖြောလိုက်ပါတယ်ဒေါသလည်းမထွက်တယ်လို့ဝမ်းနေတာမျိုးလည်းမရှိတော့ဘူးတခုခုအပေါ်မှာမျောလင်းချက်လုံးဝကုန်သွားတဲ့အခါခံစားချက်ဆိုတာအတုံးမဝင်တဲ့စိန်ခံပစ္စည်းတစ်ခုဖြစ်သွားတာပဲကျွန်တော် laptop ကိုဖွင့်လိုက်တယ်ဒါပေမဲ့အလုပ်လုပ်ဖို့မဟုတ်ဘူးအလုပ်လွှဲပြောင်းမှုစရင် handover ဆိုတဲ့နာမည်နဲ့ file အသစ်တစ်ခုဖွင့်လိုက်ပါတယ်အလုပ်လုပ်ငန်းစဉ်တိုင်းဖောက်တဲ့အချက်လက်တိုင်းနဲ့ project တိုင်းရဲ့မူပေါင်းတွေကိုစနစ်တကျစည်ရင်းပြုစုပါတော့တယ်ကျွန်တော်အုံနောက်ကကြောက်စရာကောင်းလောက်အောင်ကြည်လင်နေခဲ့တယ်ပြီးတော့နေရန်ကပြက်ခိန်ကိုကြည့်လိုက်တယ်9ရက်အကွာကရက်ဆွဲတစ်ခုကိုအနီရောင်နဲ့ဝိုင်းထားပါတယ်ဘေးမှာတော့စာချုပ်တက်တန်းကုံဆုံးရဲလို့ရေးထားတယ်ကျွန်တော်အကြည့်တွေကခိုင်မာပြတ်သားနေတာဟာခလုတ်တစ်ခုကိုနှိပ်တော့မဲ့စစ်သူကြီးတယောက်လိုပါပဲနောက်ဆုံးတော့ကျွန်တော်ဖုန်းကိုဖွင့်လိုက်တယ်လွန်ခဲ့တဲ့တလကမှအထားတဲ့အလုပ်ရှာပေးတဲ့သူ header ရဲ့အဆက်အသွယ်ကိုရှာလိုက်ပါတယ်သူတို့ကကျွန်တော်ကိုအလုပ်ပြောင်းဖို့စိတ်ကူးရှိလားလို့မေးဘူးတယ်အဲ့ဒီတော့ကကျွန်တော်ကရအားလုံးတည်ငြိမ်နေပါတယ်လို့ပြန်ဖြေခဲ့ဘူးတယ်အဲ့ဒီစာကိုကျွန်တော်ဖျက်လိုက်ပြီးစာတစ်တစ်စောင်ရိုက်လိုက်ပါတယ်ကျွန်တော်စကားပြောဖို့အဆင်သင့်ပါပဲစာချုပ်တက်တန်းကုံဖို့6ရက်ပဲလိုတော့တယ်နောက်တနေ့ရုံးကိုသွားတဲ့အခါလေတုကစိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နေပါတယ်စုကြည်အများကြီးရထားကြလို့လူတိုင်းမျက်နှာတွေဝင်းပနေကြတာပေါ့ဥရောပကိုခီးထွက်ရမလားကားအစ်စ်ဝယ်ရမလားဆိုပြီးညှင်းခုန်နေကြတယ်စာကတော့အနီရောင်ဖက်နဲ့အစ်စ်ကိုစီးထားပြီးတမိုးကြီးလက်ကအိတ်တလုံးကိုကင်ထားပါတယ်အိတ်ပေါ်ကတစိတ်ကကြီးလွန်းလို့မျက်စိတောင်ကျိန်းနေ
သူမကျွန်တော်ဘေးကဖြတ်သွားရင်ကျွန်တော်စပွဲနားမှာတမင်တကာရက်လိုက်ပါတယ်သူမရဲ့အိတ်ကိုကျွန်တော်စပွဲထောက်မှာအေးအေးဆေးဆေးတင်လိုက်ပြီးသူမကအိတ်ကိုကျွန်တော်စပွဲထောက်မှာတမင်တကာခပ်ပေါ်ပေါ်လေးလာတင်လိုက်တယ်ပြီးတော့အတန်ကြဲကြဲနဲ့ညီးပြတယ်ဒီအိတ်ကိုမနေ့ကမှစိတ်လိုက်မှန်မှဝယ်လိုက်မိတာတိတ်တောင်မလှပါဘူးဝီတိုရေမင်းရောဘယ်လိုထင်လဲကျွန်တော်မကြည့်ခဲ့ဘူးကွန်ပျူတာစခရင်ပေါ်ကလွှဲပြောင်းပေးရမယ့်စာရွက်စာတမ်းတွေကိုပဲအာယုံဆိုင်နေလိုက်တယ်ကောင်းပါတယ်လို့ကျွန်တော်အေးဆက်ဆက်ပြန်ဖြေလိုက်တယ်ဆာရာရဲ့အပြုံးတွေတောင့်ခဲသွားတယ်သူမကတခြားသူတွေကြားအောင်အတန်ကိုချက်ချင်းမြင်လိုက်ပြီးအားလုံးပဲဒီနှစ်မှာငါတို့တွေအောင်မြင်တာကိုဂုဏ်ပြုတဲ့အနေနဲ့နေ့လည်ခင်းလက်ဖက်ရည်ကိုငါပဲတခါခံပါမယ်ကြိုက်တာကိုသာမှာကြပါရုံးခန်းတစ်ခုလုံးလက်ခုပ်တံတွေအော်ဟစ်အားပေးတံတွေနဲ့ဆူညံသွားတယ်လူတွေကဆာယာနားမှာဝိုင်းအောင်လာကြပြီးဖုန်းတွေကနေတဆင်စိတ်လှုပ်ရှားတက်ကြွစွာနဲ့အော်ဒါတွေမှာကြတော့တယ်နေရာအနှံ့မှာရေမောတံတွေနဲ့ပေါ့ရုံးခန်းလေးဟာဈေးတန်းတစ်ခုလိုဆူညံပွက်လောရိုက်သွားတယ်ကျွန်တော်ကတော့ဘာတော့မလဲလို့ဘယ်သူမှမမေးကြဘူးကျွန်တော်ဟာမမြင်ရတဲ့လူတစ်ယောက်လိုဖြစ်နေခဲ့တယ်ကျွန်တော်နဲ့လုံးဝမသက်ဆိုင်တဲ့ဒီအောင်ပွဲခံမှုရဲ့အပြင်ဘက်ကိုလုံးဝရောက်ရှိသွားခဲ့ပြီညနေ3 နာရီမှာတော့ဘိုက်ရွှဲရွှဲနဲ့တထေးမကတ်ရောက်လာတယ်သူဟာကြည်လင်တောက်ပနေတဲ့မျက်နှာပေးနဲ့ရုံးခန်းထဲကိုပေါ်လာပြီးလက်ခုပ်တီးလိုက်တယ်အားလုံးငြိမ်ကျသွားပြီးသူ့ကိုအထင်တကြီးကြည့်လိုက်ကြတယ်ဒီနှစ်မှာငါတို့ကုမ္ပဏီဟာမကြုံစဖူးအောင်မြင်မှုတွေရခဲ့တယ်ဒါဟာဒီမှာရှိတဲ့လူတိုင်းရဲ့စူးစမ်းအထောက်မှုကြောင့်ပဲတထေးရဲ့အတန်ကဟိမ့်ထွက်နေပြီးသူ့ရဲ့အကြည့်တွေကဆာရာနဲ့ဘောနက်စ်အများကြီးရထားတဲ့တခြားဝန်ထမ်းတွေစီကိုဝေဝဲသွားတယ်သူ့မျက်နှာမှာအားရကျဉ်တဲ့အပြုံးတစ်ခုရှိနေတယ်ငါအမြဲပြောသလိုပဲအနာဗနက်ထွန်ဟာစူးစမ်းတဲ့သူတွေကိုဘယ်တော့မှမျက်နှာသာမပေးပဲမနေဘူးမင်းတို့စူးစမ်းတဲ့ကုမ္ပဏီကတတိထားမိမှာအသေးချာပဲအားလုံးဆက်ပြီးစူးစမ်းကြဖို့မျှော်လင့်ပါတယ်နောက်နှစ်ကျရင်ဘောနက်စ်တွေကိုနှစ်ဆတိုးပေးမယ်သူကဒီလိုကြီးကျယ်ခမ်းနားတဲ့ကတိတွေကိုစိတ်အားထက်သန်စွာပေးနေပေမဲ့သူ့ရဲ့ပါနက်တဲ့မျက်လုံးတွေကတော့ကျွန်တော်ကိုမမြင်ချင်းဟန်ဆောင်ပြီးတမင်ရှောင်ဖယ်သွားကြတယ်လုပ်ငန်းတစ်ခုလုံးရဲ့9%ကိုရှာပေးခဲ့တဲ့ကျွန်တော်ဟာဒီစူးစမ်းတဲ့သူတွေထဲမှာမပါဝင်တယ်လို့ပဲမိန်ကုန်းပြောပြရနဲ့မာကတ်စ်ကကျွန်တော်ကိုအနားလာဖို့အချက်ပြလိုက်တယ်ကျွန်တော်တီတီငိမ့်ငိမ့်ပဲထွက်လိုက်တယ်သူ့နောက်ကိုလိုက်သွားပြီးရုံးခန်းတကားကိုပိတ်လိုက်တယ်မာကတ်စ်ရဲ့အပြုံးတွေအနှဲငယ်မိမ့်သွားပြီးတီဂျီလေးနဲ့တဲ့မျက်နှာပေးကိုပြောင်းလိုက်တယ်ဝီတိုရေဒီနှစ်အခြေအနေကိုသိပြီးအတွေးမများပါနဲ့မင်းအများကြီးပါဝင်ကူညီခဲ့တာကိုငါသိပါတယ်ကုမ္ပဏီကမင်းရဲ့စူးစမ်းမှုကိုအတိမတ်ပြုတယ်သူဘယ်လိုတရုပ်ဆောင်နေမလဲဆိုတာကိုကျွန်တော်ကတော့ရေခွက်ကိုငြိမ်ငြိမ်လေးကင်ရင်ကြည့်နေမိတယ်ဒါပေမဲ့မင်းနားလည်ထားရမှာကမင်းရဲ့အောင်မြင်မှုဟာကုမ္ပဏီရဲ့ဒီ platform ကြောင့်အဓိကဖြစ်တာပါ Anova Network ဆိုတဲ့နာမည်သာမရှိရင်အဲ့ဒီ client ကြီးတွေကမင်းကိုသိမှာတော့မဟုတ်ဘူးဆာရာနဲ့တခြားသူတွေကမင်းလောက်အရေးချင်းမရှိပေမဲ့သူတို့ကအတွင်းပိုင်းညှိနှိုင်းဆောင်ရွက်မှုနဲ့စီမံခန့်ခွဲမှုတွေမှာအများကြီးအားစိုက်ခဲ့ကြတာသူကကျွန်တော်ကိုအုံနောက်ဆေးဖို့ပုံမှန်အတိုင်းနီးပရိယေတွေစသုံးလာပါပြီဒီနှစ်မှာကျွန်တော်ရဲ့ bonus ကနည်းနည်းနေပေမဲ့ဒါဟာအချက်လက်များစွာပေါ်မူတည်တယ်လို့သူကဆိုပါတယ်ကျွန်တော်ကငယ်သေးတာမို့လို့ရေရှည်ကိုပဲကြည့်တင်နေတဲ့ဒီတိုင်းသာဆက်ကြိုးစားရင်နောက်နှစ်မှာကျွန်တော်ရဲ့ bonus ဟာအများဆုံးဖြစ်စေရမယ်လို့သူကကတိပေးခဲ့တယ်ကျွန်တော်ကတော့တင့်တော်တဲ့ကျေးဇူးတင်မှုနဲ့နာခံမှုမျိုးနဲ့ကောင်းကြီးပြလိုက်တယ်ကျွန်တော်နားလည်ပါပြီဆက်ပြီးစူးစမ်းပါမယ်ကျွန်တော်ရဲ့ပူပေါင်းဆောင်ရွက်မှုကိုမာကတ်စ်ကတိတိတတ်တာကိုကျင်းနေသွားတယ်ခိုင်းလို့ကောင်းတဲ့ဒီအလုပ်သမားလေးကိုလုံးဝရင်ပါအောင်လုပ်လိုက်နိုင်ပြီလို့သူထင်သွားတာပေါ့ကျွန်တော်ရုံးခန်းထဲကထွက်လာခဲ့တယ်အနားယူတဲ့အခန်းထဲကအတန်ချို့ကိုကြားလိုက်ရတဲ့ဆရာနဲ့လုတ်ခေါ်ကိုင်းဘက်တချို့ခိုးပြီးလှောင်ရင်းနေကြတာပါကျွန်တော်ကတော့ဘာမှမဖြစ်တယ်လို့မျက်နှာတင်နေပဲသူတို့ကိုဖျက်လျှောက်ပြီးစပွဲစီပြန်လာခဲ့တယ်သူတို့ရဲ့မကောင်းတဲ့စကားလုံးတွေဟာရင်ကောင်းတွေတဝီဝီမိနေတယ်လို့ပါပဲကျွန်တော်ကိုဘလို့မှမနှောက်ယှက်နိုင်တော့ဘူးသူတို့တွေဟာရင်ကောင်းတွေတစီစီမိနေတယ်လို့ပါပဲဒါတွေကကျွန်တော်ကိုစိတ်နှောက်ယှက်မပေးနိုင်တော့ပါဘူးကျွန်တော်စကားဝက်ခံထားတဲ့ဖုန်းတစ်ခုကိုဖွင့်လိုက်တယ်အဲ့ဒီထဲမှာစာမျက်နှာ90ပါတဲ့စာတန်းတစ်ခုရှိနေပါတယ်။ခေါင်းစဉ်ကအဓိကဖောက်တည်ဆက်ဆံရေးလက်ဆွဲတဲ့ဒီလက်ဆွဲစာအုပ်ထဲမှာဆက်သွယ်ရန်အချက်လက်တွေနဲ့စာချုပ်တွေတင်မကပါဘူး။ဆုံးဖြတ်ချက်ချမှတ်သူတဦးချင်းစီရဲ့ကိုယ်ပိုင်ကြိုက်တွေနဲ့ရုံးတွင်းနိုင်ငံရေးရဲ့ရှုပ်ထွေးတဲ့အသေးစိတ်အချက်လက်တွေအထိပါဝင်ပါတယ်။ဒါဟာကျွန်တော်နှစ်ပေါင်းများစွာပင်ပန်းစူးစမ်းခဲ့တဲ့ရလဒ်ပါဒီဖောက်တည်120ရဲ့တကယ်အသက်သွေးကြောပါပဲကျွန်တော်ဟာအရေးကြီးတဲ့အချက်လက်တွေကိုစနစ်တကျစကားဝက် encrypt လုပ်ပြီးကျွန်တော်ရဲ့ကိုယ်ပိုင်ဖိုထဲကိုတင်လိုက်တဲ့အားလုံးပြီးသွားတဲ့အခါပခုံးပေါ်ကအထုပ်ကြီးတစ်ထုပ်ပြုတ်ကျသွားတယ်လို့ခံစားလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲ Marcus ကသူ့ရုံးခန်းထဲကထွက်လာပြီးဂုံယူဝင်းကြွားစွာကြီးညာပါတယ်အားလုံးအတွက်သတင်းကောင်းရှိတယ်ငါတို့နောက်ထပ် project အသစ်တစ်ခုရပြန်ပြီးဖောက်တွေကငါတို့ရဲ့အကောင်းဆုံးအဖွဲ့ကိုပဲတာဝန်ယူပေးဖို့အတိအကျတောင်းဆိုထားတယ်ဝီတူမင်းပဲဒါကိုအဓိကတာဝန်ယူလိုက်လူတိုင်းရဲ့အကြည့်တွေကကျွန်တော်စီရောက်လာပါတယ်အဲ့ဒီအကြည့်တွေထဲမှာမနာလိုမှုနဲ့မုန်းတီးမှုတွေပြည့်နေတယ်ကျွန်တော် Marcus ရဲ့မောက်မာတဲ့မျက်နှာကိုပထမဆုံးအကြိမ်ဖြစ်တက်ကြည့်ပြီးတိုက်ရိုက်ပဲညှင်းလိုက်ပါတယ်ကျွန်တော်စာချုပ်က6ရက်နေရင်ကုန်တော့မယ်ဒီ project ရဲ့အဆက်ကိုကျွန်တော်အမမခံနိုင်ဘူးဒါဟာဖောက်တွေရဲ့အကျိုးစီးပွားအတွက်ပြောတာပါရုံးခန်းတစ်ခုလုံးတိတ်ဆိတ်သွားပါတယ်ကျွန်တော်စာချုပ်တက်တန်းကုန်ဖို့9ရက်အလိုမှာပေါ့အဲ့ဒီအေဂျင့်မှုကိုဖုန်းခေါ်ဆိုတန်တစ်ခုကဖြိုခွင်းလိုက်ပါတယ်ကျွန်တော်တို့ရဲ့အကြီးဆုံးနဲ့တက်တန်းအရင်ဆုံးဖောက်တည်ဖြစ်တဲ့ Apex Group C ကပါစနစ်ထဲမှာအကြီးစားချို့ယွင်းချက်တစ်ခုဖြစ်သွားပြီးသူတို့ရဲ့ကုန်ထုတ်လုပ်မှုလိုင်းတစ်ခုလုံးရပ်တန့်သွားပါတယ်ဤပညာဖွဲ့က2နာရီကြာအောင်ရှာဖွေခဲ့ပေမဲ့နာမည်ခံဆက်သွယ်ရေးတာဝန်ခံဖြစ်တဲ့ Sarah ကတော့ဘာမှမတက်နိုင်ပဲဖြစ်နေပါတယ်Sarah ဟာ Apex Group ရဲ့ဆရာစီကနေဖုန်းထဲမှာအငေါ့တူအပြောခံနေရပါတယ်။ဆီကသူမကိုဖုန်းထဲကနေစုပ်ပြတ်တက်သွားအောင်စူပူနေတာပါ။သူမပြောနိုင်တာကတော့ကျမတို့လုပ်နေပါတယ်ဆိုတာပဲရှိပါတယ်။ဆီရဲ့မေးခွန်းတွေကိုသူမမှအဖြေမရှိဘူး။နောက်ဆုံးတော့ Apex Group က Marcus C ကိုတိုက်ရိုက်ဖုန်းဆက်ပါတယ်။ခေါ်ဆိုသူရဲ့အတန်ကအေးဆက်နေပြီးရာဇတန်ပေးလိုက်ပါတယ်။သူကကျွန်တော်ကိုပဲဒီကိစ္စကိုကင်တွယ်ဖြေရှင်းပေးဖို့တောင်းဆိုပါတယ်။အကယ်၍2နာရီအတွင်းမပြင်းနိုင်ရင်လက်တွဲမှုကိုရက်စဲပြီးစာချုပ်ဖောက်ဖျက်မှုနဲ့ကုမ္ပဏီကိုတရားစွဲမယ်လို့ပြောလိုက်ပါတယ်။ Marcus ရဲ့မျက်နှာပြနှမ်းသွားပါတယ် Apex Group ရဲ့အမှားစာတွေဟာကုမ္ပဏီရဲ့တစ်နှစ်တာဝင်ငွေ20%လောက်ရှိတာပါသူတို့ကိုဆုံးရှုံးလိုက်ရတာဟာအသားဖက်ကြီးတစ်ခုလုံးဆုံးရှုံးလိုက်ရတယ်လို့ပါပဲသူဟာထိတ်လန့်တုန်လှုပ်ပြီးချွေးတွေတရားဟောထွက်နေပါတယ်သူဟာသူ့ရဲ့မမာနာတွေကိုဂရုမစိုက်နိုင်တော့ပဲကျွန်တော်စပွဲစီပြေးလာပါတယ်သူ့ရဲ့လေတံကအရင်ကထပ်ပိုပြီးနှိမ့်ချနေပါတယ်ဝီတူ Apex Group ရဲ့စနစ်မှာပြဿနာတက်နေတယ်မင်းအခုချက်ချင်းပြင်ပေးမှဖြစ်မယ်ရုံးခန်းထဲကလူတိုင်းကဒါကိုစောင့်ကြည့်နေကြပါတယ်သူတို့ရဲ့မျက်နှာအမူအရာတွေကရှုပ်ထွေးနေတယ်ကျွန်တော်ဘာတောင်းဆိုချက်မှမထုတ်ခဲ့ဘူးအမူအရာလည်းမလုပ်ခဲ့ပါဘူးကျွန်တော်ဟာအေးအေးဆေးဆေးပဲကျွန်တော်ရဲ့မက်ဆုစာအုပ်ကိုပိတ်လိုက်တယ်ပြီးတော့နှစ်ချက်ကိုတက်ပြီး Apex ရဲ့ server ကိုအဝေးကနေ remote ချိတ်ဆက်လိုက်ပါတယ်
ရုံးခန်းထဲမှာတော့ Marcus နဲ့နီးပညာရှင်တွေဟာကျွန်တော်နောက်မှာစုယုံနေကြတယ်သူတို့တွေအသက်ရှူဖို့တောင်မေ့နေကြပုံပဲဆာယာကတော့နောက်ဆုံးမှရက်နေပြီးသူမရဲ့မျက်နှာကဖြူဖြောပြီးတွန့်လိန်တွေကမျက်လုံးတွေထဲမှာတော့မုန်းတီးမှုတွေပြည့်နေပါတယ်ကွန်ပျူတာ screen ပေါ်မှာ code တွေကအလင်းမြန်ပဲအထက်အောက်ရွေ့ရနေပါတယ်စနစ်တစ်ခုလုံးပေါ်ကျွန်တော်ရဲ့နားလည်မှု9နှစ်တာထိမ့်သိမ့်ကင်တွေခဲ့တဲ့အတွေ့အကြုံတွေနဲ့နောက်ဆုံးအကြိမ် system upgrade လုပ်တုန်းကကျွန်တော်ကြိုတင်ခံမှန်းခဲ့တဲ့အားနည်းချက်တွေကိုအခြေခံပြီးပြဿနာရဲ့အရင်းမြစ်ကိုချက်ချင်းရှာတွေ့လိုက်ပါတယ်ကုမ္ပဏီကနီးပညာဝန်ထမ်းတွေဟာစနစ်ရဲ့တိစောက်ပုံဝါချက်တစ်ချက်ကိုနားမလည်ကြတဲ့အတွက်ဒီပြဿနာကိုဘလို့မှရှာမတွေ့နိုင်ခဲ့ကြတာပါကျွန်တော်လက်တွေက keyboard ပေါ်မှာပြန်နေတယ်လို့ပါပဲ code တွေကိုပြင်ဆင်တဲ့ service တွေကိုပြန်ပွင့်စေတဲ့ cache တွေကိုရှင်းထုတ်ပစ်လိုက်တယ်ကျွန်တော်ရဲ့လုပ်ဆောင်ချက်တွေကတစ်ခုနဲ့တစ်ခုအချိတ်ဆက်မိနေပါတယ်တနားရီကြာမှာတော့ကျွန်တော်လက်ချက်ကိုချွတ်လိုက်ပြီးပြဿနာကိုဖြေရှင်းပြီးပြီဖြစ်ကြောင်း Marcus ကိုပြောလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲကျွန်တော်ဖုန်းမိလာပါတယ် Apex Group ရဲ့ CEO ကိုယ်တိုင်ဖုန်းဆက်လာတာပါဝီတိုကျေးဇူးအများကြီးတင်ပါတယ်ကွာမင်းကတော့ငါတို့ကိုကဲလိုက်တာပဲအခုကုန်ထုတ်လုပ်မှုလိုင်းတွေပြန်လည်ပတ်နေပြီလို့သူကတက်ပြင်းချရင်ပြောပါတယ်ပြီးတော့သူ့လေတန်းကပြောင်းသွားပြီးအရေးမွတ်ပြောလာပါတယ်ကြည်စမ်းပါဦးတငယ်ချင်းရာတကယ်တော့မင်းလိုအရေးချင်းရှိတဲ့သူက Innova Network လိုနေရာမျိုးမှာနေရတာနှမျောဖို့ကောင်းတယ်အဲ့ဒီကုမ္ပဏီကမင်းရဲ့အချိန်တွေနဲ့မထိုက်တန်ပါဘူးကျွန်တော်ကတော့ပြုံးနေလိုက်ပါတယ်ဒီလိုနဲ့အကြက်တဲကပြည်လဲသွားခဲ့ပါတယ် Marcus ကတော့တက်ပြင်းချနိုင်သွားပေမဲ့ကျွန်တော်ကိုကျေးဇူးတင်တဲ့အကြည့်နဲ့မကြည့်တော့ပါဘူးအဲ့ဒီအစားသူ့မျက်လုံးထဲမှာကြောက်ရွံ့မှုနဲ့မကျေနပ်မှုတွေပြည့်နေပါတယ်တစ်ချိန်ကသူ့အလွယ်တကူခိုင်းစေခဲ့တဲ့ဒီဝန်ထမ်းဟာအခုတော့သူမထိန်ချုပ်နိုင်တဲ့အရေးချင်းတွေရှိနေပြီဆိုတာသူသဘောပေါက်သွားလို့ပါဒါကိုမြင်တဲ့အခါဆာယာက Marcus နားကိုချက်ချင်းကပ်ပြီးနားထဲကိုအစိတ်ခတ်တဲ့စကားတွေကပြောပါတော့တယ် Manager Marcus သူတမင်တကာအချိန်ဆွဲထားတာလို့မထင်ဘူးလားမန်နေဂျာကိုအကြက်ကင်ပြီးတခုခုတောင်းဆိုခြင်းလို့ကုမ္ပဏီကိုဓာတ်စာခံလုပ်ထားတာနေမှာပါသူမရဲ့စကားတွေက Marcus စဉ်းစားနေတဲ့အချက်ကိုကွက်တီသွားမှန်ပါတယ်သူဟာကိုယ်တိုင်ဆုံးဖြတ်ချက်မှားတာကိုဝန်ခံဖို့ထက်သူ့ဝန်ထမ်းကသူ့ကိုနောက်ကျောကဓာတ်နဲ့ထိုးနေတယ်လို့ယုံကြည်လိုက်တာကပိုးလွယ်နေပါတယ်သူကျွန်တော်ကိုတန်တရားမျက်လုံးတွေနဲ့ကြည့်လာတယ်သူတို့ဘာတွေးနေလဲဆိုတာကျွန်တော်ဂရုမစိုက်ပါဘူးအကြက်တဲကပြီးဆုံးသွားပြီးကျွန်တော်တာဝန်လဲကြေပွန်ခဲ့ပြီးကျွန်တော်စာရွက်တရွက်ကို print ထုတ်ပြီး Marcus ရဲ့စပွဲစီသွားကတင်လိုက်ပါတယ်မန်နေဂျာ Marcus ဒါကျွန်တော်ရဲ့အလုပ်လွှဲပြောင်းမှုစရင် handover list ပါကျေးဇူးပြုပြီးစစ်ဆေးပေးပြီးအစားထိုးမဲ့သူကိုတာဝန်ပေးလိုက်ပါMarcus ကစရင်ကိုယူပြီးလှန်လို့ကြည့်ပါတယ်အဲ့ဒီထဲမှာဖောက်တီ120ရဲ့အမည်တွေပုံမှန်စာချုပ်တွေနဲ့လူတိုင်းသိတဲ့ဆက်သွယ်ရန်အချက်လက်တွေပဲပါပါတယ်ကိုပိုင်တွေ့ကြုံတဲ့ရင်းနှီးမှုအပေါ်အခြေခံပြီးတိစောက်ထားတဲ့အဓိကအချက်လက်တွေတခုမှမပါပါဘူးအရေးကြီးတဲ့ဖောက်တဲ့ဆက်ဆံရေးလက်ဆွဲကွန်ရက်ချိတ်ဆက်မှုမြေပုံတွေနဲ့ဆက်သွယ်ပြောဆိုရမှာတတိထားရမယ့်အချက်တွေအားလုံးကပျောက်ဆုံးနေပါတယ်လှုပ်ထုံးလုံနည်းရတော့ပြည့်စုံတဲ့စရင်ဖြစ်ပေမဲ့လက်တွေ့မှာတော့ဘာမှအသုံးမဝင်တဲ့စရင်တစ်ခုပါကျွန်တော်စာချုပ်မကုန်ခင်၄ရက်အလိုမှာ Marcus ကကျွန်တော်အလုပ်ကိုစာရာကိုလွှဲယူဖို့တာဝန်ပေးလိုက်ပါတယ်ဒါဟာသူကျွန်တော်ကိုအသာစီးရကြောင်းပြချင်တာပါကျွန်တော်ရဲ့အရေးကြီးဆုံးအလုပ်တွေကိုသူသဘောကျတဲ့သူတယောက်နဲ့အလွယ်တကူအစားထိုးနိုင်တယ်ဆိုတာကိုပြချင်နေတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အရေးကြီးဆုံးအလုပ်တွေကိုသူသဘောကျတဲ့သူတယောက်နဲ့အလွယ်တကူအစားထိုးနိုင်တယ်ဆိုတာကိုကျွန်တော်ကိုပြချင်နေတာပါစာရာကတော့အနှစ်သာရမရှိတဲ့အဲ့ဒီစရင်ကိုနန်းရွေးအမိတ်တော်ပြန်တဲ့တစ်ခုလိုကင်ထားပါတယ်သူမကကျွန်တော်ရှေ့မှာမောက်မာထိုင်လိုက်ပြီးဝီတိုဒါတွေကိုတစ်ခုချင်းစီရှင်းပြစမ်းဖောက်တဲ့တယောက်ချင်းစီရဲ့အကျင့်စရိုက်တွေနဲ့သူတို့ဘာကြားချင်လဲဆိုတာငါ့ကိုအကုန်ပြောပြသူမရဲ့လေတံကအလုပ်လွှဲပြောင်းပေးတာနဲ့မတူပဲစစ်ဆေးမေးမြန်းနေတဲ့ပုံစံမျိုးပါကျွန်တော်ကစရင်ကိုဖွင့်ပြီးပထမဆုံးဖောက်တွေကိုညွှန်ပြလိုက်ပါတယ် Apex Group ရဲ့ဝယ်ယူရေးဒါရိုက်တာအာသာဝယ်ယူရေးဒါရိုက်တာအာသာဖုန်းနံပါတ်က139 666 888ဒါတွေအားလုံးကကုမ္ပဏီရဲ့အများတိအချက်လက်တွေပဲစာချုပ်ပါစီကံချက်တွေကဒီမှရှိတယ်အထူးလိုအပ်ချက်တွေကိုတော့နောက်ဆက်တွဲ3မှာစရင်ပြုစုထားတဲ့အရာအားလုံးကစံတက်မှတ်ချက်အတိုင်းမှတ်တမ်းတင်ထားပြီးသားပါနေဦးအဲ့ဒါတွေကိုဘယ်သူကကြားချင်လို့လဲငါသိချင်တာကစာရွက်စာတမ်းထဲမှာမပါတဲ့တရားမဝင်စီးမြင်တွေသူဘယ်တစ်စိတ်လက်ဖက်ရည်ကိုကြိုက်တာလဲသူနဲ့ညစာစားတဲ့အခါဘာတွေကိုတတိထားရမှာလဲကျွန်တော်သူမကိုတီတီငိမ့်ငိမ့်ပဲကြည့်ပြီးပြောလိုက်ပါတယ်ကျွန်တော်ရဲ့အလုပ်လွှဲပြောင်းမှုကဒီစရင်ထဲမှာပါတဲ့ကုမ္ပဏီပိုင်းချက်လက်တွေနဲ့ပဲသက်ဆိုင်တဲ့အာတာနဲ့ကျွန်တော်ကြားကပုံကိုရေးအရာခင်မင်မှုနဲ့ဆက်သွယ်ပြောဆိုမှုအတွေ့အကြုံတွေကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်ကိစ္စတွေပဲဒါတွေကအလုပ်လွှဲပြောင်းမှုရဲ့အစိတ်ပိုင်းမဟုတ်ဘူးစာယာရဲ့မျက်နှာကဒေါသကြောင့်ညင်မြန်းသွားပါတယ်နင်ကအလုပ်ထွက်တော့မှမလို့လားသူမရဲ့အတန်ကဆူရှာသွားပါတယ်ကျွန်တော်ထိုင်ကုန်မှာနောက်ကိုမိလိုက်ပြီးလူအားလုံးရဲ့ရှေ့မှာသူမကိုပထမဆုံးအကြိမ်စိုက်ကြည့်လိုက်တယ်ငါလွှဲပေးတဲ့စာရွက်စာတမ်းတွေကဘယ်ပိုင်းကိုနင်နားမလဲတာလဲနေ့ရဲ့အရေးချင်းနဲ့ဒီလောက်အခြေခံကြတဲ့ဖောက်တဲ့ဖိုင်တွေကိုတော့နားမလဲနိုင်ဘူးလားဒီစကားကဆာယာရဲ့အားနည်းချက်နဲ့ယုံကြည်မှုကိုကွက်တိထိသွားတာပါသူမမျက်နှာချက်ချင်းဖြူဖြောသွားပြီးတုံတုံရင်ရင်နဲ့စကားတခုမှပြန်မပြောနိုင်တော့ပါဘူးရုံးခန်းထဲကတခြားသူတွေကတော့သူမအရှက်ရနေတာကိုကြည့်နေကြတယ်တချို့ကသူမအရင်ကပိုကြဆူမှုခဲ့တာကိုတေးထားကြတယ်လို့တချို့ကလည်းဝိတိုဟာအလုပ်ထွက်တော့မှမလို့တထင်းမျက်နှာကိုတော့မထောက်ပဲရဲတင်းလုံးနေပြီလို့တွေးနေကြပါတယ်အခြေအနေတွေကပိုပြီးဆိုးဝါးလာတဲ့အခါကျွန်တော်ကလူကြီးလူကောင်းဆန်တဲ့လေတံနဲ့ထပ်ပြောလိုက်ပါတယ် Marcus အတွေ့အကြုံဆိုတာလက်တွေ့လုံးမှပဲရတာပါဒီလောက်ရိုးရှင်းတဲ့ဖောက်တဲ့ဆက်ဆံရေးကိုတော့ကျွန်တော်ကလက်တွဲခွန်နေရအောင်မယ်ဆိုရင်တော့သူမဟာတရားတူးနဲ့တင့်တော်ရဲ့လားဆိုတာကုမ္ပဏီကပြန်သုံးသပ်တင်တယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်ကျွန်တော်စကားတွေကထက်မြက်တဲ့ဓာတ်တလက်လိုပဲစာရာရဲ့မမာနာကိုခွဲပစ်လိုက်ပါတယ်။ Marcus ရဲ့မျက်နှာကတော့လုံးဝပြတ်သွားပါပြီ။ရုံးခန်းတစ်ခုလုံးတင်မင်းတမျှတိတ်ဆိတ်သွားတယ်။အဲ့ဒီလိုအေးဆက်နေတဲ့လေထုထဲမှာကျွန်တော်ဖုန်းကတုန်ခါလာပါတယ်။ကျွန်တော်စစ်ကြည့်လိုက်တော့အာသာစီက message တစ်ခုပါသူကပို့လိုက်တာကအဲ့ဒါကအာသာ Arthur စီက message ပါသူကလှပတက်ရက်စွာဒီဇိုင်းဖော်ထားတဲ့အလုပ်ကန့်လန့်လွှာ effort တစ်ခုပို့လိုက်တာဖြစ်ပါတယ်။အရင်ကတခါမှမကြားဘူးတဲ့ကုမ္ပဏီအသစ်တစ်ခုစီကဖြစ်ပြီးကန့်လန့်ထားတဲ့ယာတုကတော့အကြီးတန်း partner senior partner ပါလာစာနဲ့ခံစား권တွေကလည်းမယုံနိုင်စရာကောင်းတော့အောင်များပြားလုံးလို့ညင်းပယ်ဖို့မဖြစ်နိုင်တဲ့ကန့်လန့်မှုတစ်ခုပါပဲ။ကျွန်တော်ဖုန်းကိုပြန်ပိတ်လိုက်တယ်ပြီးတော့ Marcus ရဲ့အေးဆက်တဲ့အကြည့်ကိုတက်ရင်ဆိုင်လိုက်မိတယ်။အရင်ကတခါမှမခံစားဘူးတဲ့စိတ်ပေါ်ပါမှုကိုခံစားလိုက်ရပါတယ်။ဒီရှုပ်ထွေးမှုတွေကနေကျွန်တော်လွတ်မြောက်ခဲ့ပြီးစာချုပ်တက်တန်းကုန်မှုတရက်ပဲလိုပါတော့တယ်။ဒါဟာ Innova Network မှာကျွန်တော်ရဲ့နောက်ဆုံးနေ့ပါမနက်ပိုင်းမှာတော့ကျွန်တော်ဇာပွဲကိုရှင်းလင်းရင်းအချိန်ကုန်ဆုံးခဲ့တယ်ကိုပိုင်ပစ္စည်းအားလုံးကိုတစ်တာတစ်လုံးနဲ့ထည့်လိုက်တယ်ကုမ္ပဏီကွန်ပျူတာနဲ့ဖုန်းထဲကကိုပိုင်ဖိုင်အားလုံးကိုလည်းအပြီးတိုင်ဖျက်ပစ်လိုက်ပါတယ်ဇာပွဲခုံကြီးကအရင်ကကျွန်တော်ဒီမှာမရှိခဲ့ဘူးတလို့မျိုးပလာချင်းသွားခဲ့ပြီ
လုတ်ဖို့ကင်ဖက်တွေကတော့အုပ်စုလေးတွေဖွဲ့ပြီးဟန်ဆောင်ပန်ဆောင်နှုတ်ဆက်စကားတွေပြောနေကြပေမဲ့သူတို့မျက်လုံးထဲမှာတော့ကျွန်တော်ကိုဆွဲထားခြင်းနဲ့ဆန္ဒတစ်ဆက်မှမရှိကြပါဘူးကျွန်တော်ကြာရှုံးသွားမှာကိုထိုင်ကြည့်ဖို့ပဲသူတို့စောင့်နေကြတာပါသူတို့အထင်မှာတော့ကုမ္ပဏီဆိုတဲ့ဒီစင်မြင့်ကြီးတာမရှိရင်ကျွန်တော်တို့နည်းပညာသမားတစ်ယောက်ဟာအသုံးမကျတဲ့သူတစ်ယောက်ပါပဲလူမှုပတ်ဝန်းကျင်ကကျွန်တော်ကိုနှိပ်ကွက်လိုက်လို့နောက်ဆုံးမှာ Lenovo Network ကထွက်ခဲ့မိတာကိုကျွန်တော်နောက်တရလိမ့်မယ်လို့သူတို့တွေးနေကြပါတယ်ဆာယာကတော့သူမရဲ့မုန်းတီးမှုကိုဖုံးကွယ်မထားပါဘူးလက်ပိုက်ပြီးတော့ခနဲ့တဲ့ပြောပါတယ်အိုးတယောက်ယောက်ကတော့ကိုလူကြီးလူကောင်းကြီးလို့ထင်နေတာပဲ Lenovo Network လို့စင်မြင့်မျိုးကမင်းရဲ့အမားတွေကိုဖုံးကွယ်မပေးနိုင်တော့တဲ့အခါမင်းဘလောက်အထိမန်တက်နိုင်အောင်မလဲကြည့်ကြသေးတာပေါ့ကျွန်တော်ကတော့ပြုံးနေပြီးနောက်ဆုံးဖိုင်ကိုဖျက်လိုက်ပါတယ်မွန်းလွဲပိုင်းမှာတော့ Marcus ကနောက်ဆုံးအကြိမ်စကားပြောဖို့ကျွန်တော်ကိုခေါ်ပါတယ်သူ့ရဲ့အမှုဆောင်အရာရှိကလတ်ထိုင်ကြီးပေါ်မှာထိုင်ရင်သူကလူကြီးကကလေးကိုဆုံးမတယ်လို့လေတန်းနဲ့ပြောပါတယ်ဝီတူမင်းရဲ့မကြသေးခင်ကအပြုတ်မှုတွေက professional မဆန်ပေမဲ့မင်းရဲ့နှစ်ပေါင်းများစွာစူးစမ်းမှုကိုတော့ငါထက်တွက်ပေးပါမယ်မင်းအပေါ်ငါရန်ညိုးမထားပါဘူးငါတို့ရဲ့တကားတွေကမင်းအတွက်အမြဲတမ်းဖွင့်ထားပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကျရင်တော့မင်းရဲ့လစာကိုပြန်ပြီးညှိနှိုင်းရမှာပေါ့သူကတော့သူ့ကိုယ်သူတကယ်ကိုရဲရောတဲ့သူလို့ထင်နေပုံရပါတယ်ကျွန်တော်သူ့ကိုကြည့်ပြီးရင်ကြေးပြုံးပြလိုက်တယ်ပြီးတော့တိုးလေးပြောလိုက်ပါတယ် Marcusကျွန်တော်ထွက်သွားပြီးတဲ့နောက်မှာလဲမင်းဒီလိုမျိုးဆက်ပြီးပြုံးနိုင်ပါစေလို့မျှော်လင့်ပါတယ်ညနေ9:00 နာရီခွဲအလောက်ကထွက်ရမယ့်အချိန်ရောက်ပြီးကျွန်တော်တက်တာကိုမလိုက်တဲ့လက်ပွေနှိပ်ဆက်ပုံမှာနောက်ဆုံးအချိန်လက်ပွေနှိပ်လိုက်တယ်ဘသူကမှနှုတ်မဆက်ခဲ့တယ်လို့နောက်ကိုလည်းတစ်ချက်မှပြန်မကြည့်ခဲ့ပါဘူးရုံးခန်းထဲကတနာကျင်နာဟန်တွေလှောင်ပြောင်မှုတွေနဲ့ဂယုမဆိုင်တဲ့အကြည့်တွေကြားကနေကျွန်တော်ရဲ့လူငယ်ဘဝနှစ်ပေါင်းများစွာကိုရင်းနှီးပေးဆက်ခဲ့တဲ့ဒီနေရာကနေအေးအေးဆေးဆေးပဲထွက်လာခဲ့ပါတယ်အဲ့ဒီချိန်မှာပဲဥက္ကဋ္ဌရုံးခန်းထဲမှာ Marcus ရဲ့ဖုန်းကအဆက်မပြတ်မြည်နေပါတယ်။ရာနဲ့ချီတဲ့ကုမ္ပဏီတွေက Lenovo Network နဲ့လက်တွဲမှုကိုအဆုံးသတ်ချင်နေကြတာပါပိုကောင်းတဲ့စီကံချက်တွေနဲ့ကန့်လန့်ရင်အောင်သူတို့ကထပ်ပြီးအလုံးမလုံးချင်ကြတော့ပါဘူး။တခုတည်းသောအကြောင်းပြချက်ကတော့ကျွန်တော်အလုပ်ထွက်သွားလို့ပါပဲ။ Marcus ထိတ်လန့်သွားပါတယ်သူဖုန်းကိုအရန်တင်းကျပ်အောင်စုပ်ကင်ထားမိလို့ဖုန်း screen ကမှန်မကွဲ screen protector တောင်းအပ်သွားပါတယ်။ဝီတိုကိုအမြန်ဆုံးပြန်ခေါ်ခဲ့ကြစမ်းလို့သူအော်ဟစ်ပါတော့တယ်။ဝီတိုကိုငါစီအမြန်ဆုံးပြန်ခေါ်ခဲ့ကြအလုပ်ထွက်ပြီးပထမဆုံးရက်မနက်ခင်းမှာကျွန်တော်ဟာနှုတ်ဆက်တန်ကြောင့်နိုးလာတာမဟုတ်ပါဘူး။အပြင်ဘက်ကငှက်ကလေးတွေရဲ့အတန်ကြောင့်နိုးလာတာပါရိုးရှင်းတဲ့အားကစားဝတ်စုံကိုဝတ်ဆင်ပြီးကျွန်တော်တိုက်အောက်ကပန်းချန်ထဲမှာလမ်းလျှောက်ထွက်ခဲ့တဲ့ပရိယေတွေနဲ့ပြည့်နေတဲ့အဲ့ဒီရုံကန်ချင်းချင်းလေးနဲ့ဝေးရကိုပေါ့လေတုကတော့ပို့ပြီးလမ်းဆန်းနေတယ်လို့ပဲရေကန်ထဲကအရိပ်ကိုကြည့်ရင်ကျွန်တော်ဟာအလုတ်လက်မဲ့ဖြစ်သွားလို့စိုးရိမ်စိတ်တွေဖြစ်မနေခဲ့ပါဘူးအဲ့ဒီအစားအရာအလုံးကိုကိုယ်တိုင်ထိန်းချုပ်နိုင်ပြီဆိုတဲ့ခံစားချက်မျိုးပဲရနေပါတယ်အိတ်ကက်ထဲကဖုန်းကတုံခါလာလို့ထုတ်ကြည့်လိုက်တော့ message တစ်ခုဝင်နေပါတယ်ကျွန်တော်ကုမ္ပဏီ group ချက်ထဲကထွက်ခဲ့ပေမဲ့ဤပညာဌာနကရင်းနှီးတဲ့လုပ်ဖို့ကိုင်ဖက်တစ်ယောက်ကကျွန်တော်စီတီးတန့်စာပို့လာတာပါဝီတိုမင်းတကယ်ကြီးထွက်သွားတာလားဒီနေ့အဖက်ခက် group ကအလုပ်တွေအမြန်ပြီးဖို့ထပ်ပြီးဖိအားပေးနေပြန်ပြီးဆာယာကတော့စိတ်တူလွန်းလို့ရုံးခန်းထဲမှာခွက်တွေနဲ့ပေါက်နေတဲ့ Marcus ရဲ့မျက်နှာကလည်းမီးသွေးခဲလို့မဲမောင်နေတာပဲငါစာချုပ်ကုန်ပြီလေဒါပုံမှန်လှုပ်ထွက်တာပဲနောက်ဆိုရင်တော့မင်းတို့ပဲသူတို့အလုပ်တွေကိုကင်တွယ်ရတော့မှာပေါ့ကျွန်တော်စကားပြောတဲ့ box ကိုပိတ်လိုက်တယ်ကျွန်တော်နှုတ်ခမ်းတောင်မှာအေးဆက်ဆက်အပြုံးတစ်ခုပေါ်လာပါတယ် Lenovo Network ရဲ့တိစောက်ပုံကိုကျွန်တော်အသိဆုံးပါအဲ့ဒါဟာတဲပေါ်မှာစောက်ထားတဲ့မိုးမျှော်တိုက်ကြီးတစ်ခုဖြစ်ပြီးကျွန်တော်ကတော့အဲ့ဒီတိုက်ရဲ့အရေးကြီးဆုံးအုံမြင့်တစ်ခုဖြစ်ခဲ့တာပါကျွန်တော်ထွက်သွားလိုက်တာဟာဤပညာတွေကိုပဲယူသွားတာမဟုတ်ပါဘူးအခုချိန်မှာတော့အနာဖ network ရုံးခန်းတစ်ခုလုံးပယုတ်ပရက်တွေဖြစ်နေလောက်ပါပြီဆာရာဟာကျွန်တော်ရဲ့စပွဲဟောင်းမှာထိုင်ပြီးရှုပ်ထွေးလာတဲ့ဖောက်တယ်လိုအပ်ချက်စာရွက်တွေကိုစိုက်ကြည့်နေပါတယ်အရင်ကတော့သူမဟာစာရွက်ပေါ်မှာလက်မှတ်ထိုးပြီးစုကြည်ပတ်စံယူရုံပဲသိခဲ့တာပါအခုတော့ဒီလိုခက်ခဲတဲ့တောင်းဆိုချက်တွေကိုရင်ဆိုင်ရတဲ့အခါပထမတစ်ကြောင်းကိုတော့သူမနားမလည်တော့ပါဘူးဒါတွေကဘာမိုက်တွေလဲဝီတိုကတမင်တကာတစ်ခုခုကိုဝတ်ထားခဲ့တာလားဘာလို့ဒီ interface ကချိတ်လို့မရတာလဲသူ့ဘေးကဤပညာဝန်ထမ်းကတော့ကြောက်လက်လက်နဲ့တိုးလေးရှင်းပြပါတယ်ဒါက Apex Group ရဲ့စနစ်ဟောင်းနဲ့ကိုက်ညီအောင်ဝီတိုတည်တံ့ရေးထားတဲ့ logic လေဒါတွေကိုစာရွက်စာတမ်းထဲမှာချမရေးထားဘူးအားလုံးကသူ့ကောင်းထဲမှာပဲရှိတာကျွန်တော်ကတော့ခုံတန်းလျားတစ်ခုပေါ်မှာထိုင်ရင်းဝေးလံရာကနေဝင်ချိန်ကိုကြည့်နေပါတယ် Marcusဒါဟာအစပဲရှိသေးတယ်မင်းရဲ့ဒီစင်မြင့်ကြီးဟာတကယ်အနှစ်သာရမရှိဘဲနဲ့တဖြည်းဖြည်းဘလို့ပြိုလဲသွားမလဲဆိုတာမင်းကိုငါထိုင်ကြည့်ခိုင်းမယ်ကျွန်တော်အလုပ်ရှာပေးတဲ့သူစီကအစီရင်ခံစာတွေကိုဖတ်နေတော့ဖုန်းမိလာပါတယ်ရုတ်တရက်ရင်းနှီးနေတဲ့ဖုန်းနံပါတ်တစ်ခု screen ပေါ်မှာပေါ်လာတယ်ကျွန်တော်ဟာအဲ့ဒီဖုန်းကိုစက္ကန့်30လောက်မြည်အောင်လွှတ်ထားပြီးမှအသားရပဲကောက်ကင်လိုက်ပါတယ်အသားရကင်လိုက်ပါတယ်ဝီတူအိမ်မှာအနားယူရတာဘလို့လဲမင်းကရုတ်တရက်ကြီးထွက်သွားတော့ငါတို့တောင်နှုတ်ဆက်ပွဲလုပ်ပေးဖို့အချိန်မရလိုက်ဘူးခမရကသဘောကောင်းလုံးပါတယ် Marcus ကျွန်တော်ကတော့အခုအားလုံးအဆင်ပြေပါတယ်အေးဆေးဆေးပါပဲဖုန်းလိုင်းကစက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားတယ်အဲ့ဒီနောက် Marcus ရဲ့ပြင်းပြင်းထန်ထန်အသက်ရှူတန်းကိုကြားလိုက်ရတယ်သူဖောက်တယ်တွေရဲ့တိုင်ကြားစာတွေကြားမှာနစ်မွန်းနေပြီဆိုတာသိချပါတယ်တကယ်တော့စရင်ကင်ဌာနကမှားသွားတာပါငါသူတို့ကိုစူပူလိုက်ပါပြီဒီလိုလုပ်လေမင်းကိုငါကိုယ်တိုင်ဒေါ်လာ100သူညစုချေးပေးမယ်ပြီးတော့မင်းကိုအကြီးတန်း director senior director အဖြစ်ယာတူတိုးပေးမယ်ဘယ်လိုလဲသူ့ရဲ့အနှစ်သာရမရှိတဲ့ဂတိတွေကိုနားထောင်ရင်ကျွန်တော်ယုံရှာမိတာပဲရှိပါတယ်အကယ်၍ Apex Group နဲ့တခြားအဓိကဖောက်တယ်တွေကယင်းနှိမ့်နှံမှုတွေရုပ်သိမ်းမယ်လို့ချင်းချောက်မလာရင်သူဒီဖုန်းကိုဘယ်တော့မှခေါ်မှာမဟုတ်ပါဘူးဖုန်းချလိုက်ပြီးတာနဲ့သူ့နံပါတ်ကိုကျွန်တော်ချက်ချင်း block လိုက်ပါတယ်သူကကျွန်တော်ကိုအယိုးတစ်ချောင်းပစ်ပေးရင်အမီးနတ်မဲ့ဈေးပေါ်တဲ့လူသားတစ်ယောက်လို့ထင်နေတာပါနှစ်ပေါင်းများစွာစိတ်ရှည်တီးခံခဲ့ရင်သူ့ရဲ့လောဘနဲ့အမျှော်အမြင်မရှိမှုကိုကျွန်တော်အထွင်းဖောက်မြင်ခဲ့ပြီးအပြင်ဘက်မှာညကပုံမှန်လာပါတယ်ကျွန်တော်ဖိုင်တစ်ကိုရွက်လွင့်ချင်းဆက်ဆဲရုပ်လို့နာမည်ပေးလိုက်တယ်ကျွန်တော်ကဒီတိုင်းထွက်သွားရုံတင်မဟုတ်ပါဘူးကျွန်တော်ပိုင်ဆိုင်တဲ့အရာအလုံးကိုယူသွားမှာပါ Lenovo Network ကိုအခွန်တက်ပဲကြံခဲ့အောင်ကျွန်တော်လုပ်ပြပါမယ်အလုပ်ထွက်ပြီး9ရက်မြောက်နေ့မှာလက်ဖက်ခိုက်ကိုကဝယ်ယူရေးဒါရိုက်တာအာတာကကျွန်တော်ကိုလက်ဖက်ရည်တောက်ဖို့ဖိတ်ပါတယ်သူကအတော်လေးပတ်နေတဲ့သူပါနှုတ်ဘမတုံးကသူကကျွန်တော်ရဲ့တမိုးအရှိဆုံးမိတ်ဖက်ဖြစ်ခဲ့တဲ့အခန်းထဲမှာလက်ဖက်ရည်နဲ့တွေတင်းပြတ်နေပါတယ်သူကအရာအလုံးကိုသိမြင်နားလည်တဲ့အကြည့်နဲ့ကျွန်တော်ကိုကြည့်ပါတယ်Lenovo Network ကတော့လုံးဝကိုပျက်စီးနေပြီး Marcus ကမနေ့ကအဖွဲတစ်ဖွဲကိုခေါ်လာပြီးနိုင်ပေါင်းများစွာစကားပြောသွားတယ်ဒါပေမဲ့ခိုင်မာတဲ့အစီအစဉ်တစ်ခုတောင်သူတို့မထုတ်နိုင်ကြဘူးဆာရာကတော့စကားချိုလေးတွေပြောဖို့ပဲအဲ့ဒီမှာရောက်နေတာဒါတွေမြင်လိုက်ရတဲ့အတွက်စိတ်မကောင်းပါဘူးအာတာဒါပေမဲ့ကျွန်တော်နဲ့တော့ဘာမှမဆိုင်တော့ဘူးလေအာတာကရှေ့ကိုတိုးလိုက်ပြီးလေတန်းကတည်ကြည်သွားပါတယ်ပုံပွင့်လင်းလင်းပြောရရင် Apex Group ကမင်းကိုပဲယုံကြည်တာမင်းမရှိဘဲနဲ့ Lenovo Network နဲ့လက်တွဲဖို့ငါတို့စိတ်မချတော့ဘူး
အခုငါဥပဒေဌာနကိုစာချုပ်ဖြတ်သိမ်းဖို့အကြောင်းကြားထားပြီးကျွန်တော်လက်ဖက်ရည်တငုံတောက်လိုက်ပါတယ်ဘာမှအံ့ဩသွားတဲ့ပုံမပြပါဘူးအရာအလုံးကကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာပဲလေဝီတိုမင်းကိုပိုင်လုပ်ငန်းစတင်ဖို့စိတ်ဝင်စားလားမင်းကိုပိုင်လုပ်ငန်းစဖို့စိတ်ဝင်စားလားငါ Tax Group ရဲ့ပထမဆုံးစာချုပ်ကိုမင်းကိုပေးမယ်ဒါဟာတကယ်ကိုကြီးမားတဲ့ကတိတစ်ခုပါဒါပေမဲ့အခုချိန်ဟာအချိန်ကောင်းမဟုတ်သေးဘူးဆိုတာကျွန်တော်သိပါတယ်မာကတ်လိုလူမျိုးဟာအကြီးအကျယ်ကြာရှုံးပြီးနာကျင်မှုကိုတကယ်မခံစားရတဲ့၍နောင်နေဆိုတာဘာလဲဆိုတာဘယ်တော့မှနားလည်မှာမဟုတ်ဘူးလေခင်ဗျားရဲ့စေတနာအတွက်ကျေးဇူးတင်ပါတယ်အာသာကျွန်တော်ခဏလောက်တော့ငြိမ်ငြိမ်လေးနေဖို့စဉ်းစားထားတဲ့စိတ်ကိုအေးအေးထားပြီးကျွန်တော်ရဲ့စိတ်ကူးတွေကိုစနစ်တကျပြန်စီစဉ်ဖို့လိုသေးလို့ပါကျွန်တော်အစဉ်သစ်ဖြစ်တာနဲ့ခင်ဗျားကိုအရင်ဆုံးအကြောင်းကြားပါမယ်လက်ဖက်ရည်ခန်းထဲကနေထွက်လာတဲ့အခါညလေးလေးကတိုက်ခတ်နေပါတယ်မောင်ရိပ်ထဲမှာတဖြည်းဖြည်းမိမ့်မိန်သွားတဲ့စီးပွားရေးအချက်ချဆုံးမြင်ကွင်းကိုကျွန်တော်ပြန်ကြည့်လိုက်မိတယ်ကျွန်တော်ခေါင်းထဲမှာကြီးမားတဲ့အစီအစဉ်တစ်ခုရှိနေပြီးသားပါကျွန်တော်ရဲ့ရည်မှန်းချက်ကတခြားကုမ္ပဏီတစ်ခုမှာအလုပ်ပြန်ဝင်ဖို့တင်မဟုတ်ပါဘူးဤပညာနဲ့အရေးချင်းရှိသူတွေကိုတကယ်တမ်းလေးစားတန်ဖိုးထားတဲ့စီးမြင့်တစ်တွေကိုတိစောက်ဖို့ပါဒီအပတ်အတွင်း Innova Network ရဲ့လေထုကတင်းမာမှုတွေနဲ့ဖုံးလွှမ်းနေပါတယ်ကျွန်တော်အဲ့ဒီမှာမရှိတော့ပေမဲ့ဒေါ်လာ3သိန်းခွဲစုကြေးတွေယူပြီးရလက်မပြနိုင်တဲ့သူတွေကတော့တယောက်ကိုတယောက်စတင်အပြစ်တင်နေကြပါပြီနာမည်ခံမန်နေဂျာဖြစ်တဲ့ဆာရာဟာလူတိုင်းရဲ့ဒေါသပြစ်မှတ်ဖြစ်လာပါတယ်ဆာရာမင်းကိုယ်တိုင်ဒီလိုအချက်တွေကိုလက်မှတ်ထိုးခဲ့တာလေအခုတော့ target တွေကအလုံးမလုံးဘူးငါတို့ကိုဒီတိုင်းပစ်ထားလို့မရဘူးလေငါလက်မှတ်ထိုးတော့ဘာဖြစ်လဲဝီတိုထားခဲ့တဲ့စာရွက်စာတမ်းတွေကိုငါနင်တို့ကိုပေးထားတယ်လေနင်တို့အားလုံးကနာမည်ကြီးတက္ကသိုလ်တွေကပွဲရထားပြီးတော့သူရေးခဲ့တဲ့အပျော်တမ်းကလေးတွေကိုတော့နားမလည်ကြဘူးလားဒီလိုအငင်းပွားမှုတွေကနေတိုင်းဖြစ်နေပါတယ်မာကတ်ကတော့ရုံးခန်းထဲမှာပဲအောင်းနေပြီးအပြစ်မထွက်ရဲတော့ဘူးဆာရာကိုယာတုတိုးပေးလိုက်ရင်အခြေအနေတည်ငြိမ်သွားမယ်လို့သူထင်ခဲ့တာပါဒါပေမဲ့သူမဟာရုံးတွင်းနိုင်ငံရေးကလွယ်ရင်ဤပညာပိုင်းဆိုင်ရာအကျက်တဲတွေကိုဖြေရှင်းဖို့ဘာအရေးချင်းမှမရှိဘူးဆိုတာသူသဘောမပေါက်ခဲ့ပါဘူးအခုချိန်မှာတော့မာကတ်ဟာသူ့စပွဲပေါ်ကပြတ်သားတဲ့ဥပဒေကြောင်းအရအကြောင်းကြားစာတွေကိုကြည့်ပြီးငင်းငိုင်နေပါတယ်မာကတ်ဟာစပွဲပေါ်ကပြင်းထန်တဲ့ဥပဒေကြောင်းအရတတိပေးချက်တွေကိုကြည့်ပြီးမင်းတက်နေမိတဲ့ Apex Group ကစာချုပ်ဖြတ်သိမ်းခြင်းနေတဲ့တခြားအဓိကမိတ်ဖက်နှစ်ခုကလည်းတိုးဆုပ်နေကြပြီးသူနှစ်ပေါင်းများစွာတိစောက်ခဲ့တဲ့ကုန်သတင်းတွေကပြိုလဲနေပါတယ်ကျွန်တော်ထွက်သွားလိုက်တာကြောင့်အရာအလုံးပျက်စီးကုန်တာပါဆာရာဝီတိုမရှိလဲငါတို့အဆင်ပြေမှာပါလို့မင်းပြောခဲ့တယ်မဟုတ်လားဆာရာဟာစပွဲရှိမှာခေါင်းငုံပြီးရက်နေပါတယ်အရင်ကသူမရဲ့မောက်မာမှုတွေလုံးဝပျောက်ကွယ်သွားပါပြီသူမအရင်ကလောင်ပြောင်ခဲ့ပြီးအစားထိုးလို့ရတဲ့သူလို့သဘောထားခဲ့တဲ့ဝီတိုဟာတကယ်တော့မရှိမဖြစ်အရေးပါသူဖြစ်မှန်းသူမသဘောပေါက်သွားပါပြီမာကတ်သူကုန်သွယ်မှုလှုပ်ဝက်ချက်တွေကိုခိုးယူသွားပါတယ်ဆိုပြီးအကြောင်းပြချက်တစ်ခုရှာပြီးတရားစွဲရင်ကောသူ့ကိုပြန်လာခိုင်းပြီးအဓိကခတွေကိုလွှဲပေးခိုင်းရအောင်မာကတ်ကောင်းမောကြည့်လိုက်တဲ့သူ့မျက်လုံးထဲမှာမယုံမှချင်းပေမဲ့လည်းတခြားနည်းလမ်းမရှိတော့တဲ့အားကိုးရမဲမှုတွေပေါ်နေပါတယ်ဒီလမ်းကိုသူရွေးလိုက်ရင်တော့နောက်ပြန်လှည့်လို့မရတော့ဘူးဆိုတာသူသိပါတယ်တစ်ဖက်မှာတော့ကျွန်တော်ဟာအိမ်ကကွန်ပျူတာရှေ့မှာထိုင်နေပါတယ်ဈေးကွက်အချက်လက်တွေအရကုမ္ပဏီရဲ့တန်ဖိုးတွေထိုးကျနေပြီးသူတို့တွေ၆ထဲကိုပုံနဲ့ဝင်သွားတာကိုကြည့်နေရတာ